အခုအလုံးလုံးနေကြောက်တက်နေဆိုဟုတ်လား ဟုတ်ပါပြီ အခုလုံးလုံးနေကြောက်တက်နေရောဘာအခက်အခဲရှိလဲ ဒီတော့ဒီပြောမှဆိုရင် time management ကိုတို့ဖြစ်လောက်ရပါဘူးဒီ working hour study hour ချမ်းမှာလေး flexible ဖြစ်အောင်တို့အချိန်ညှိရပါပြီအဲ့ဒါပြောမှဆိုရင်ကျွန်တော်တို့ဒီဟာဒီလိုမျိုးဒီ work line နဲ့ဒီ study line ကိုပေါင်းပြီးတော့လုပ်တယ်ဆိုတာကပြောမှဆိုနိုင်ငံခြားမှာတော့မျိုးဒီကျောင်းသားတော်များများဒီပတ်တိုင်းလုပ်ပြီးတော့ဒီ usually life ကိုခက်တဲ့နေရာမျိုးနဲ့သူကကျွန်တော်ပြောမှဆိုရင်ဒီအဲ့ချိန်တော့နေလျှော့သွားအောင်နော် ဒီเจ้าဒီအဆင်ပြေလာတက်ရဒီလိုအလုံးနဲ့ပတ်သက်ပြီးတော့ ဟုတ်ကဲ့ဗျဒါကတော့ကျွန်တော်ဆောင်းနာကပြောခဲ့တယ်လို့ပြောလို့ရတယ်ဒီ overseas မှာနိုင်ငံတကာ student life ကိုဖြတ်သန်းနေကြလူတွေအတိုင်းမှာကျွန်တော်လည်းပဲဒီမှာဒီအဲ့ချိန်တော့နေသွားမယ်ပြောမှဆိုပြီးအခြားအချိန်လေးတော့ကျွန်တော်ချော့ချလေးရပါတော့အခြားကိုပိုင်အချိန်လေးတော့ကြော်သွားပါတယ်ဗျဒီ step ဒီဘက်ကိုပို့ပြီးအားစိမ်ဖို့အတွက်ဆိုဟုတ်ကဲ့ပါဗျ